အားလုံးပဲမင်္ဂလာပါTK ကွန်ပျူတာမှကြိုဆိုပါတယ်ဒီဆက်လေးရတော့နော်လက်တီကျူ356ခုပါပုံနှင်းကတော့15341-1ပေါ့နော်သူပြဿနာကဒီဘုတ်ကသူကဘက်ထရီတက်ထားလို့ရှိရင် power on လို့မရတာပေါ့နော်ဘက်ထရီမပါလို့ရှိရင်တော့ power on လို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီပိုလေးကိုတစ်ချက်တော့စစ်ကြည့်မှာဖြစ်ပါတယ်ကျွန်တော်တို့ဘက်ထရီတက်ပြီးတော့ power on တဲ့အချိန်မှာ3.3 volt တွေ5 volt တွေထွက်မလာဘူးเนาะအဲ့တော့ကျွန်တော်တို့ကဒီ3.3 volt နဲ့5 volt ထုတ်ပေးတဲ့ IC ကိုเนาะကျွန်တော်တစ်ချက်ကြည့်မှဖြစ်ပါတယ်ကျွန်တော် schematic ကိုတစ်ချက်ကြည့်ပါမယ်ဒါကကျွန်တော်တို့ဒီ PU0533 ဆိုတဲ့ဒါ PWIC ပေါ့เนาะသူကဒီဘက်ကမှ5 volt ထုတ်ပြီးတော့ဒီဘက်မှာ3.3 volt ထုတ်ပြီးတယ်ပေါ့เนาะသူကဒီ PL0532 နဲ့ PL0533 တက်ဆိုပြီးတော့ဒီဒါနှစ်ခုရှိတယ်ပေါ့เนาะဒီအင်တာတွေမှာ3 volt တွေ5 volt တွေမရောက်ဘူးပေါ့เนาะအဲ့တော့ဒီ PU0533 ဆိုတဲ့ကျွန်တော်တို့ PU0533 ပေါ့เนาะဒီကောင်က TBS 51225ပေါ့เนาะအဲ့ဒီ IC ကိုကျွန်တော်တို့တစ်ချက်စစ်ကြည့်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ battery တက်ပြီးတော့ power on ကြည့်မယ်နော် power on ကြည့်ပြီးတော့ဒီခုနကPWIC ကိုပိုလေးထောက်ကြည့်မှာဖြစ်ပါတယ်အရင်ဆုံးပေါ့နော်ကျွန်တော်တို့သူ့ရဲ့ input port ကိုထောက်ကြည့်မယ်နော်သူက pin number 12ပါဒါ pin number 12VIN မှာဒါဘက်ထရီပူးတွေရောက်နေပေါ့နော်မှာဆိုလို့ရှိရင်ကျွန်တော်ဒီ VIN ပေါ့နော် pin number 12 VIN မှာကျွန်တော်တို့ဒီဘက်ထရီပူးတွေရောက်တယ်ပေါ့နော်ဘက်ထရီပူးတွေရောက်လို့ဆိုကျွန်တော်ဒါပူးတွေရှိတယ်ပေါ့တော့ကျွန်တော်တို့ဒီ enable secret တွေပေါ့နော် enable 1 enable 2ဆိုပြီး pin number 20 pin number 6ပေါ့နော်ဒီကောင်လေးမှာကျွန်တော်တို့enable voltage တွေကြောင်းနေတာဆိုတော့ကျွန်တော်တစ်ချက်ထောက်ကြည့်မှာဖြစ်ပါတယ်နော်။အရင်ဆုံးကျွန်တော်တို့က pin number 6ကိုထောက်ကြည့်မှာဖြစ်ပါတယ်နော်။ဟုတ်ကဲ့အခုဒါ pin number 6ကိုထောက်ကြည့်တဲ့အချိန်မှာတော့သူ enable voltage က0ပဲပြရတော့နော်။ဒါ enable voltage ကြောင်းမလောက်ပေါ့နော်။အဲ့တော့ထောက်ပြီးတော့เนาะကျွန်တော်တို့ဒီ pin number 20မှာရော enable signal ရှိလာပါเนาะထောက်ကြည့်ပါဖြစ်ပါတယ်မရှိဘူးပေါ့เนาะ0ဖို့ပဲပြတယ်ပေါ့အဲ့လိုဆိုတော့เนาะဒီသူက enable signal မရှိဘူးဆိုတော့ကျွန်တော်တို့ကဒီ enable signal ကိုပို့ပေးတာကတော့ဒီ EC chip လို့ခေါ်တဲ့အဆိုင်အိုချစ်ကနေပြီးတော့ပို့ပေးတာပေါ့နော်အဲ့ဒီအဆိုင်အိုချစ်ကမကောင်းတာလားဒါမှမဟုတ်ဒီကျွန်တော်3 volt 5 volt IC ကိုတိုင်းကကိုမကောင်းတာလားဆိုတာပေါ့နော်အဲ့ဒီနှစ်ချက်ပေါ့အဲ့တော့ကျွန်တော်တို့ကအရင်ဆုံးအလွယ်ကူဆုံးဖြစ်တဲ့ဒီ 3.3 volt 5 volt ထုတ်ပေးတဲ့ PWI IC ကိုအရင်ဆုံးလက်ကြည့်မှာဖြစ်ပါတယ်
အဲ့တော့ကျွန်တော်တို့ဒီ PU 553 IC လေးလဲပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ battery တက်ပြီးတော့ power on ကြည့်မှာဖြစ်ပါတယ်ကျွန်တော်တို့ power on ကြတယ်ပေါ့နော်ဒီ fan လဲပြီးပေါ့နော်ဒါ battery တည်တန့်နဲ့ဆန်တာပေါ့နော်ကျွန်တော်တို့ body torch ကြီးမှာဖြစ်ပါတယ်နော်အခုဆိုရင်တော့နော် 3.3 body ရော 5 volt ရောထပ်ပြီးပေါ့နော်run body ဖြစ်တဲ့ 1.2 volt နော်ထပ်တယ်ပြီနော်ဒါကတော့เนาะကျွန်တော်တို့ပြန်လုံးပြီးတော့မှန်နဲ့ထည့်ဆန်းတာပေါ့เนาะ window အသက်ဆန်းတာပေါ့ဒါဆိုရင်တော့เนาะဒဲ356ခွန်လက်တော်လေး low power service လေး okay သွားပြီပေါ့เนาะ